အားလုံးပဲမင်္ဂလာကျွန်တော် channel မှာပြန်နေပါတယ်ကျွန်တော်ဒီနေ့မှာတော့ဝလီဂျီဟန်နီပါအဲ့ဒါကျွန်တော်တင်ပြရမယ်အကြောင်းရင်းရှိပါတယ်ပထမဆုံးအနေနဲ့ကွင်းရောလိုက်ပါတော့ဒီဆက်ပါမှာplease တီဟိုဆက်တော့လိုက်ပါပထမဆုံးတော့ခေါ်ရတယ်ဥစ္စာလေးကိုထောင်းလိုက်ပါမယ်ကျွန်တော်ကတော့ထောင်းပြီးတာတဲ့တော့ထောင်းရမှာတော့ထောင်းနေအဲ့ဒီကိုလိုက်ပါမယ်ကျွန်တော်ရဆောက်ပြီးလိုက်ပါSorry for the late update, guys. You will call Alibaba. Can you understand? Can you understand? Oh, the other situation. Yeah, right. Honey, I saw you already. We go in the car. Đã rồi đấy, đồ máy mà thả lũ cùi mà phê đây lục thì cái đây lục lắm nha mà thì dạ mày trong tôi thì là trả emoji à emoji sau khi qua lòng bảo là đi để emoji thì hay mà trái lại emoji đâu mà ra vậy sắp ba emoji đi về đó chắc bạn này đó rồi vì con là FB vì con được ba bài cái này ở đóng ra mà sao đã biết bộ là dạ em bị ra đó có lúc sao biếtว่าสิเนาะအဲ့ဒီတက်ပေးပြီးကိုကျွန်တော်တရားရလိုက်မယ်ဒီရအော်ဒါလေးပေါ့ဗျဒါရဲ့ခါတော့နောက်ထပ်ထုရှိပါသေးတယ်ဒီနေ့မှာအတိတ်ထွက်လာတဲ့ဒီကိုပါဒီနှစ်ခုပါခေါင်းပါတယ်အကုန်ကောင်းတယ်ရပြီကောရဒီဗီဒီယိုလည်းမစိုးလို့ရတယ်သူ့ဟာလည်းသူ့တော့မှတ်တယ်ဒီဖရန်ကိုလီချန်ဒီကောနဲ့ဒီလူနော်လီချန်ဒီကောတို့ကလည်းမိုက်ပါတယ်ဒရေဂွန်ရီကောကအစ်စ်လာတယ်ရီကောလို့ပြောလို့ရတယ်အားလုံးပဲကျန်နေတတ်ကြပါလိမ့်ရနောက်ဆက်ဗီဒီယိုကောင်းတာလေးတွေတင်ဖို့ကျွန်တော်ကြိုးစားနေရတယ်အားလုံးပဲဘာမှမနောက်ဗီဒီယိုကြရင်ပြတ်တွေ့